epic canvas ဆိုတာဗာလဲသိချင်မင်းတို့ဒီပွဲကိုအဆုံးထိကြည့်လိုက်ငါကွာဂိုးလိန်ဆော့ပြီဆိုရင်ဟိုဘက်ကဂိုးလိန်ကိုနှိမ်ပြီးဆော့နေရမှာခြေနေတဲ့ကောင်ဒီပွဲမှာလဲဟိုဘက်ဟာနာဘီကိုငါပွဲစကနေတာဝါရှက်ကနေစောင့်ပြီးတော့ငါနှိမ်ထားပေးလိုက်တယ်ဂိုးလိန်ရတော်လေးကိုဖိခံနေရတာကို information ရတော့မြင့်လိုက်ရကာလီတာချက်ချင်းဘက်ကဆင်းလာပြီကွာဘက်ကလာထောက်ရင်းနဲ့ဒီကောင်ကလမ်းကြုံကောက်ချင်တာငါကလည်းအရင်ကာလီတာ player ဆိုတော့ဒီကောင် movement တွေကိုသိနေတော့ဒီကောင်ကိုဖျက်မြောက်ပုံမှန်ဆိုငါဂိုးလိန်ဆော့ရင် enemy jungle rotation လာမယ့်အချိန်ကိုတွက်ပြီးတော့ save လေးနေကြအခုကငါလမ်းတာလို့ငါရှိတိသက်ဖန်နေတာကိုဟာရလာတဲ့အချိန် share မရှောင်နိုင်လိုက်တော့အဲ့မှာငါတစ်ခေါက်တော့တီသွားတယ်တကောင်တီသွားပြီမဲ့ဒီနေရာမှာတနိုင်ငံလုံးချစ်တဲ့ချောင်းကငေါ့ဖန်တီးပေးလိုက်တာဟီရိုခေတော့ငါပြန်ရလိုက်တယ်နာတော့ပဲစစ်ရှိလို့လွတ်သွားတယ်အလားဆုံးတိုင်ဝါရှင်တခုမင်းတို့ငါပြမယ်အဲ့မှာငါတို့အလေကိုတိုင်ဝါရှင်ကြားတယ်ကွာအမှကြားတာနဲ့ကာဒီတာကွန်ဘူအောက်မှာအမှအကုန်ရှော့ငါတော့မရှော့တော့9မိနစ်လောက်ရောက်မှငါတရားတော်တော်လေးကိုနှိမ့်နေအောင်ငါတတိထားလိုက်မိတာဟီရိုခေနဲ့ network တော်တော်လေးကိုပြက်နေပြီဘယ်လောက်တာဘက်ကမပိုင်ချောင်းမကြော်ရအောင်ဆိုတာဟာနာဘီကအသက်ပေးပြီးတော့ဒီနေရာမှာတက်တီပြသွားတာမင်းတို့ပဲကြည့်လိုက် enemy ကလည်းတော်တော်လေးကိုတာနေတော့တာဝါတွေပါရင်နားမလဲကိုအထဲတီးဝင်တိုက်တာငါကလည်းမသိအောင်ထင်းစော်ရင်းနဲ့ item fan နေရတာအသေးအတန်ပဲဟိုဘက်ကလည်းတာမားတွေကတော့ရှိတယ်ငါ့ကို hero ခေးလာပေးနေတော့ငါကလည်း item လေးအဆင်ပြေပြီးတော့ပြန်ပစ်လို့ရနိုင်တကူကောင်းဆန်လာတော့မဟုတ်ဘူးနှကောင်လုံးတည်သွားနိုင်လို့ငါဒီနေရာမှာခွာပြီးတော့နေလိုက်တာငါ fan မှလည်းခံမဲ့လို့ရမှာလေfirst round ကိုဒီကောင်တွေရသွားတယ်ဒါပေမဲ့တာဝါတော့မရတော့ဘူးငါလည်းနောက်နေလိုက်ပြင်နေ hero ခေးတော့ရလိုက်တယ်တပွဲလုံးရဲ့ခံမဲ့ point ရတော့ဒီနေရာပဲအမှဂျန်ဂလာနှကောင်က blue value နေတော့ဟာရရဲ့အာတီပြတ်သွားတာကိုငါတတိထားလိုက်မိတယ်အဲ့ဒီကောင် spam မရှိတော့ဘူးဆိုပြီးမှငါအနောက်နေ flicker ပေးပြီးတော့ငါ shut down လိုက်ချပေးလိုက်တယ်အဲ့ဒီနေရာကနေစပြီးတော့ငါတို့ရဲ့ပွဲဖြစ်သွားတော့တယ် enemy ဘက်ကမားနေတာက Savannah ငေါ့တပွဲလုံးတိချမအိမ်နိုင်ဘူးလောင်ယူပဲဖြတ်နေတော့ငါလွတ်ပြီးတော့ဒီကောင်တွေကပြန်နှိမ့်သွားတာငါလည်းတာရင်တွေ့သမျှအကုန်ရိုက်ခွဲချင်နေတော့ position ကျွန်းသွားတာဒီနေရာမှာသိမလို့ပဲဒါပေမဲ့ win chance ရှိနေတော့ငါပြန်လဲပြစ်လိုက်တာအမှ call လိုက်ပြန်អော်ပါတယ်မြန်မာနိုင်ငံဖြစ်နေတော့လဲ line လက်ပြီးတခါတော့တီသွားလိုက်သေးတယ်ထားလိုက်တော့ငါမောက်သွားတာနဲ့ငါတင်းတစ်ခုလုံးနည်းနည်းပြန်နှိမ့်သွားပြီးတော့ကားတဲ့ဘယ်တော့မှငါတို့ဘယ်တော့ပြန်နိုင်လို့ပွဲတစ်ခါနဲ့အမ်ပေးလိုက်တယ် comeback goal လီလာဆိုတာမင်းတို့တဘောတူလားတကယ်တော့တဘောတူတယ်ဆိုရင် comment မှာ comeback goal လီလာဆိုပြီးတော့မှတ်သွားလိုက်